အမျိုးသမီးတယောက်တည်းနဲ့စတင်ခဲ့တာမဟုတ်ပါဘူးကျမရဲ့အမျိုးသားဆရာရန်နိုင်အောင်နဲ့အတူလက်တွဲပြီးတော့လှုပ်ဆောင်ခဲ့တဲ့အလုပ်တစ်ခုဖြစ်ပါတယ်ဆရာရန်နိုင်အောင်ဆိုတာကတော့တစ်ချိန်လုံးကဒီမြန်မာနိုင်ငံမှာဒီ Scorpion ဆိုပြီးတော့ကြော်ကြားမှုနဲ့ထိမ့်သိမ်းခံရတဲ့သူတယောက်ဖြစ်ပါတယ်ဒါပေမဲ့သူဟာပြန်ပြီးတော့မှသူအသက်တာကိုဒီထောင်ထဲမှာလည်းပြန်လဲတည်ဆောက်တယ်ပြန်လဲတည်ဆောက်ပြီးကောင်းမွန်စွာနဲ့သူပြန်ပြီးတော့မှထောင်ထဲကနေလွတ်မြောက်လာတဲ့အခါမှာသူတစ်ချိန်လုံးကမူရစ်ဆေးဝါးတွေတုံးခဲ့ပြီးတော့မှမူရစ်ကြော်ဘဝမှာသူရောက်ရှိခဲ့တဲ့သူ့ရဲ့ကြုံဆုံခဲ့ရတဲ့ဒီခါးသီးမှုတွေကိုဒီနေ့လူငယ်တွေထဲမှာလည်းကြုံဆုံနေရတဲ့ဒီခါးသီးမှုဒီနေနော်ရဲ့နှစ်မွန်းခြင်းပေါ့နော်မိသားစုတွေရဲ့နာကျင်မှုတွေအတွက်ကိုသူကပြန်လဲပြီးတော့မှဒီဟာကိုသင်ခန်းစာအနေနဲ့ပေါ့သူ့ဘဝရဲ့ကြုံတွေ့ရတဲ့အရာရဲ့သက်သေနဲ့ကောနောက်ပြီးတော့ကျမရဲ့မိသားစုမှာလည်းဒီမူရစ်ဆေးဝါးတုံးဆွဲတဲ့ဒီကိုမောင်နှမတွေရဲ့ခါသီးမှုနဲ့ဒီကြုံဘဝမှာရောက်တဲ့အခါမှာသူတို့တွေမကောက်မိသားစုပါအင်တာနာကျင်ရတဲ့အရာတွေကိုကြုံဆုံခဲ့ရတဲ့အရာအတွက်ကြောင့်ပေါ့နော်ကျမတို့နှစ်ယောက်ဟာဒီအလုပ်ကိုလုပ်ဖို့အတွက်ဖခင်ရဲ့နံပါတ်1ခေါ်တဲ့ကြောင့်ကျမတို့လှုပ်ဆောင်ဖြစ်တာဖြစ်တယ်လို့ဒီဟာတွေကြုံဆုံခဲ့လို့လည်းကျမတို့လုပ်ဖို့အတွက်ဒီမူရစ်ဆေးဖြက်ဒီပြန်ထူလုပ်ငန်းကိုလုပ်ဖို့အတွက်ကိုဒီအကြောင်းအရာတွေကအဓိကဖြစ်လာပါတယ်လို့ဒီလုပ်ငန်းကိုလှုပ်ဆောင်မှုအတွက်ကတော့နံပါတ်1မိဘတွေရဲ့ပါဝင်မှုပြီးတော့ဒီအလုပ်ကမူရစ်ဆေးဆွဲတဲ့သူတွေဆွဲတဲ့အခါမှာဒီစိတ်ပိုင်းဆိုင်ရာပေါ့နော်ပြဿနာရုပ်ပိုင်းဆိုင်ရာပြဿနာတွေယောဂတဲ့အနေနဲ့ကျမတို့ကလက်ခံပြုစုရတဲ့အတွက်ကြောင့်ကျမတို့ကဆရာဝန်တွေနဲ့ပူးပေါင်းဆောင်ရွက်ရပါတယ်မိဘဆရာဝန်ပြီးတော့ဌာနဆိုင်ရာအဖွဲ့အစည်းတို့အများနဲ့ပူးပေါင်းဆောင်ရွက်ပြီးလှုပ်ဆောင်ရတာဖြစ်ပါတယ်ဝိစေးဖြတ်ချင်တဲ့သူတွေကိုကျမတို့ကအဓိကတော့ကိုယ့်ရဲ့မိမိရဲ့စံသားနဲ့လာတဲ့သူဆိုရင်တော့ပို့ပြီးတော့မှနှစ်သက်တယ်ပို့ပြီးတော့မှပြန်လဲထူထောင်ပေးရတာလွယ်ကူတာပေါ့သို့တော်လည်းအများစုကတော့မိသားစုကနေပြီးတော့ကုညီပံ့ပိုးမှုပတ်ဝန်းကျင်ဒီပရာဟိတာတွေဌာနဆိုင်ရာအဖွဲ့အစည်းတွေကနေပို့ဆောင်ပေးတဲ့လူတွေကိုကျမတို့ကတေချာစီစစ်ပြီးတော့မှလက်ခံပြီးတော့မှဒီပြန်လဲထူထောင်ရေးကုသရေးတွေကိုလှုပ်ဆောင်ပါတယ်ကျမအမျိုးသမီးတယောက်အနေနဲ့ပဲဖြစ်ဖြစ်ပေါ့နော်ကျမတို့ဒီလုပ်ငန်းကိုလှုပ်ဆောင်နေတဲ့သူတွေအားလုံးအတွက်ကတော့အခက်အခဲပေါင်းများစွာတော့ရှိပါတယ်ဒါပေမဲ့ဒီအခက်အခဲပေါင်းများစွာတွေရမှာပေါ့နော်အကြီးမားဆုံးအခက်အခဲဆိုရင်တော့ကျမအနေနဲ့ကတော့အတူတကွပူးပေါင်းဆောင်ရွက်ခြင်းတာမရှိဘူးဆိုရင်ကျမတို့လုံးဝမဖြစ်နိုင်ပါဘူးပြီးလို့ရှိရင်တကယ်ပဲဒီအတူတကွပူးပေါင်းဆောင်ရွက်တဲ့နေရာမှာအရေးကြီးဆုံးကမိဘဖြစ်တယ်လို့မိသားစုပေါ့နော်ဖြစ်တယ်လို့ဒီနေ့ကျမတို့ရဲ့အဖွဲ့အစည်းတွေပေါ့နော်ဒီဟာတွေအဓိကပါဝင်ပေးဖို့လိုတာဖြစ်တယ်အဖွဲ့အစည်းဆိုတဲ့အခါမှာကျမတို့ဒီမူရစ်ဆေးပြဿနာနဲ့ပတ်သက်တဲ့သက်ဆိုင်တဲ့အဖွဲ့အစည်းဆိုလို့ရှိရင်တော့ကျမတို့ဒီလူကယ်ပြန်ပေါ့နော်လူကယ်ပြန်ဆိုတဲ့အခါမှာဒီနိုင်ငံတော်ရဲ့လမ်းညွှန်မှုတွေနိုင်ငံတော်ရဲ့ဒီပံ့ပိုးမှုပေါ့ကူညီမှုတွေအများကြီးလိုပါတယ်နောက်ပြီးတော့ဆရာဝန်တွေရဲ့ကူညီမှုတွေအများကြီးလိုပါတယ်ပြီးလို့ရှိရင်ကျမတို့ဒီအလူအတိုင်းဝိုင်းပတ်ဝန်းကျင်မှာရှိတဲ့လူတွေရဲ့အကူအညီလည်းလိုပါတယ်။ဘာကြောင့်လဲဆိုတော့ကျမတို့ကပတ်ဝန်းကျင်နယ်ပယ်တစ်ခုမှာဒီထူထောင်ရေးကိုလုပ်တဲ့အခါမှာပတ်ဝန်းကျင်ရဲ့အားပေးမှုပတ်ဝန်းကျင်ရဲ့ကူညီဆောင်မမှုတွေအများကြီးလိုအပ်တယ်ဆိုတာကိုကျမလှုပ်ဆောင်နေတဲ့လူတစ်ယောက်အနေနဲ့နေရာတွေကအရေးကြီးဆုံးလိုအပ်ချက်တွေဖြစ်ပါတယ်ဒီမူရစ်ဆေးအခုလောလောလတ်လတ်ပေါ့နော်ကျမရဲ့အကြောင်းမှာလူပေါင်း100ကျော်ရှိတယ်မှာအများဆုံးသုံးဆွဲတဲ့မူရစ်ဆေးဝါးရဲ့အမျိုးအမည်ဆိုလို့ရှိရင်တော့ WY ပေါ့WY သုံးဆွဲတဲ့ percentage က80%လောက်ရှိပါတယ်အရက်ကတော့20%လောက်ရှိပါတယ်ဒီဆေးချောင်းနဲ့ RCM ဆိုတဲ့အရွက်ပေါ့နော်ဒီအရွက်ကိုသုံးဆွဲတဲ့သူကတော့10% လောက်ရှိပါတယ်ကျန်တဲ့ K တို့ E တို့ Happy တို့ကတော့သူတို့သုံးတဲ့သူမပါလို့
ကျွန်မအံ့ဩပြီးမိတဲ့အခါမှာဈေးကြီးလို့သူတို့မသုံးဖြစ်တယ်လို့အကြောင်းပြောပါတယ်နောက်တစ်ခုကအရင်ဘက်ရှေမှာဆိုရင်တော့ကျွန်မတို့ရဲ့ကျောင်းမှာတကယ်ပဲလာတဲ့လူတွေမှာအများစုကတော့ဘိန်းဖြူသွေးကြောသွင်းတဲ့ဒီပေါ့သုံးဆွဲတဲ့သူအများဆုံးဖြစ်တယ်အခုဒီ batch မှာဆိုလို့ရှိရင်ကျွန်တော်တို့ကျောင်းမှာဆို2ယောက်ပဲရှိပါတယ်ဟုတ်ဆိုတော့ WY ပဲအများဆုံးဖြစ်ပါတယ်နောက်ပိုင်းသူတို့ပြန်သုံးလာတယ်ဆိုလို့ရှိရင်တော့အဓိကကတော့မိသားစုရဲ့သတင်းပေးခြင်းကတော့အဓိကပေါ့နောက်ကျမတို့တို့တွေနဲ့ဆက်ဆက်ပြီးတော့မှကျမတို့ဒီမိတ်ဖွဲ့တယ်ဆိုရပါတော့ဒီမှာ Facebook ကတော့၎င်းကျမတို့ဖုန်းတွေနဲ့ contact တွေရှိပါတယ်ရှိတဲ့အခါမှာသူတို့နဲ့ပြောကြည့်တယ်သူတို့နဲ့ဒီလိုမိသားစုလုပ်ကြည့်တဲ့အခါမှာသူတို့ဒီမူမမှန်တာတွေကိုတွေ့လာပြီဆိုရင်သူတို့ကိုယ်တိုင်ကဝန်ခံပြီးတော့မှပြန်တိဆောက်ချင်တယ်ဆိုရဲသူမျိုးလည်းရှိပါတယ်မိသားစုကပြန်လဲတိဆောက်ဖို့ရလိုတယ်ဆိုပြီးတော့မှပြန်လာပို့ပြီးတော့မှပြန်ဆွဲထူလာတာတွေလည်းလုပ်ရပါတယ်ပေါ့နော်ဒီအိမ်မှာတော့ကျမတို့အချိန်ချင်းပြန်လဲဆွဲထူရတဲ့လူရာခိုင်နှုန်းကတော့ပုံများပါတယ်ဝိစီသုံးဆွဲတဲ့လူဟာလေအရင်မသုံးခင်တော့ပုံတွေကတော်တော်ကြီးစန့်ကျင်ပဲဒုတိယလူအဖြစ်ပြောင်းလဲသွားတဲ့လက္ခဏာတွေကိုတွေ့ရပါတယ်အပြောဆိုတွေအနေထိုင်တွေအစားအသောက်တွေသူတို့ရဲ့လှုပ်ရှားမှုအားလုံးပြောင်းလဲလာတာကိုတွေ့ရတယ်အဲ့ခါကျရင်အဲ့မူမမှန်ခြင်းထဲမှာတော့အဓိကကတော့သူညမအိတ်တာပေါ့ဘာလို့ဆို WY ရဲ့ဒီဟာညမအိတ်ဘဲနဲ့နေ့ကင်းမှပြန်အိတ်တာတို့နောက်တစ်ယောက်တည်းစကားပြောလာတာတို့ပေါ့နော်သူရဲ့ဒီစီးရဲ့စူးကျိုးအပတ်တွေကတော့တော်တော်များပါတယ်အဲ့ဒါလေးကိုကြည့်ပြီးတော့မှသူတစ်ခုခုမှားနေပြီဒါမွေးရစေးဝါပြဿနာတက်နေပြီဆိုရဲလက္ခဏာရဲ့သက်သေပါပဲဟုတ်ကဲ့ကျမဒီအလုပ်ကိုစလုပ်ခဲ့ဟိုပါပေါ့နော်ကျမနဲ့ဆရာရန်နိုင်တို့ဟာဖះရဲ့အထူး calling ပေါ့နော်ကျမတို့ဖះကအလိုရှိရဲ့ခေါ်ယူမှုကိုနှစ်ယောက်စလုံးကခံစားရပြီးတော့မှလုပ်ခဲ့တာဖြစ်တယ်အဲ့အတွက်ကြောင့်ကျမတို့ကသူရောကျမရောပေါ့နော်ဒါပေမဲ့သူကတော့အခုမရှိတော့ဘူးပေါ့သူမရှိတဲ့အချိန်မှာကျမ site ဘက်ကနေကျမပြောမယ်ဆိုရင်တော့သူမရှိရင်ငါမလုပ်တော့ဘူးဆိုရယ်ဆုံးဖြတ်ချက်မျိုးကျမတို့မချခဲ့ဘူးပါဘူးသူရှိမယ်ဆိုရင်ပြီးသူရှိပြီးတော့ကျမမရှိဘူးဆိုတော့သူလည်းဆက်လုပ်သွားမယ်ဆိုရယ်အရာမျိုးကိုတော့ကျမယုံကြည်တယ်ပြီးရင်ကျမတို့တွေမရှိတော့ရင်လည်းအခုနောက်ထပ်မျိုးဆက်တွေကိုပေါ့ဆက်လက်ပြီးတော့မှဒီအကျိုးပြုလုပ်ငန်းလူသားချင်းစာနာထောက်ထားပြီးတော့မှပြန်လဲဆွဲထူဆွဲမတဲ့ဒီအလုပ်ကိုဆက်လက်လူငယ်တွေပြန်လဲကောင်းမွန်လာတဲ့လူတွေလှုပ်ဆောင်နိုင်ဖို့အတွက်ကိုကျောင်းမှာအဲ့အတွက်လည်းအထူးလေးချက်ဆွဲခေါ်ပြီးတော့သင်ယူမှုတွေဒီပြန်လဲပြီးတော့မှအစီခံနိုင်တတ်အောင်ပေါ့နော်သင်ပေးပါတယ်ပေါ့ဟုတ်ကဲ့ကျမဒီပေါ့ဆက်သွားဖို့ကိစ္စမှာလည်းလေနံပါတ်1ကခုနလိုပေါ့နော်ဟိုစပြီးတော့ဒီအကျိုးပြုလုပ်မယ်ဆိုရဲတန်ထိတ်တဲ့ချတဲ့ရဲ့ဒီကျမတို့ကဘယ်အခြေအနေမျိုးမှာမဆိုပေါ့ကျမတို့ကအဆုံးတိုင်လှုပ်ဆောင်သွားမယ်ဆိုရဲဒီဆုံးဖြတ်ချက်ကိုကျမတို့ကချထားတဲ့အတွက်ကြောင့်ဆက်လုပ်ဖြစ်တာပါသလိုအထူးပေါ့ဆက်လုပ်ဖြစ်ရတဲ့အကြောင်းရင်းရတယ်အများကြီးတွေကနေမှတစ်ခုပေါ့အဲ့ဒါကတော့ကိုရနိုင်ဒီအိမ်တော်ပြန်နေပေါ့လူလိုပြောရင်တော့တည်တဲ့အချိန်မှာနာရေးဖြစ်နေတဲ့အချိန်မှာကျမတို့ကြေကွဲဝမ်းနေပြီးတော့စိတ်မကောင်းဖြစ်နေတဲ့အချိန်မှာတော့မှ ambulance ကားတွေနဲ့လိုအပ်တဲ့ဒီနာကျင်မှုတွေဒီဒုက္ခတွေကိုခံစားနေရတဲ့မူရစ်မိသားစုပေါ့နော်မူရစ်ဆေးဆွဲတဲ့မိသားစုဝင်တွေကသူတို့ရဲ့အပူကိုပဲရှေ့တန်းတင်ပြီးတော့ကျမတို့အပူအောင်သူတို့ကိုချင်းမစာနိုင်တာမဟုတ်ဘူးပေါ့နော်သူတို့ရဲ့အပူတွေအရန်ကိုကြီးမားပြီးတော့မှလက်ခံပေးပါဆိုပြီးတော့မှနာရေးဖြစ်နေတဲ့အချိန်တောင်မှတောင်းဆိုမှုတွေကိုတွေ့ရတဲ့အခါမှာဒီပြဿနာကတော်တော်ကြီးမားတယ်တော်တော်ပူလောင်နေတော်တော်လေးကိုဟိုခဲဒီပေါ့လူတွေရင်ဆိုင်နေရတယ်ဆိုတဲ့အရာကိုဖခင်ကျွန်မပေးမြင်တယ်အဲ့တော့ကြောင့်ကျွန်မကဒီရဲ့ဒီအကျိုးပြုလုပ်ငန်းကိုပို့ပြီးလှုပ်ချင်တဲ့စိတ်ဆန္ဒတွေနဲ့အားအင်တွေအများကြီးထပ်ဖြစ်ခဲ့ပါတယ်ဟုတ်ကဲ့